အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ဖတ်ပြမယ်ဆောင်းပါးကတော့အကိုဖြစ်သူမန်းတင်ဆွေပြန်လည်ပြောပြတဲ့ဘဒိုမန်းစာဤငယ်ဘဝအကြောင်းတစိတ်တဆောင်မန်းတစ်ဆွေဘယ်သူလဲဆိုတာကျွန်တော်တို့ကရင်လူမျိုးများကြားအများစုကသိကြမှာမဟုတ်ပါဘူးသူကတော့အေယာဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ်တောကျောင်းရွာဇာတိသားဖြစ်တယ်မိသားစုထဲမှာတော့အမတွေညီမတွေမရှိပဲမွေးချင်းထဲမှာညီအကို2ယောက်နဲ့ငယ်စဉ်ကဆုံးပါသွားခဲ့တဲ့ညီမငယ်1ယောက်ရှိပါတယ်သူ့ညီလေးနာမည်ကတော့စချစ်ဆွေလို့ခေါ်ပါတယ်အဖမန်ဘတ်တော်နဲ့အမိဂါနန်းတင်ကမွေးဖွားတဲ့အကိုစတင်ဆွေနဲ့ညီဖြစ်တဲ့စချစ်ဆွေဆိုပြီးညီအကို2ယောက်မှာစချစ်ဆွေကိုခရစ်သက်ကရင်1943ခုနှစ်မှာမွေးပါတယ်ယနေ့ခေတ်ကရင်လူငယ်အချို့ကြားမှာရင်းနှီးမှုစီမှာမဟုတ်တဲ့စချစ်ဆွေကတော့နောက်တစ်ချိန်ကရင်အမျိုးသားတွေကြားမှာလေးစားအတိမတ်ပြုခံရတဲ့ဘဒိုမန်းစာလာဖန်လို့ခေါ်တဲ့ဘဒိုမန်းစာပဲဖြစ်ပါတယ်စချစ်ဆွေကိုငယ်ဘဝဖြတ်တန်းမှုကတော့တိတ်ပြီးသာယာတဲ့လှတဲ့မရှိပါမိဘတွေကငွေစင်ကြေးစင်ကုန်တယ်မျိုးရိုးမဟုတ်တလို့လဲရလုပ်ပြီးအသက်မွေးဝမ်းကြောင်းပြုနေသူတွေလည်းမဟုတ်ကြပါဘူးခြံလုပ်ငန်းတစ်ခုဖြစ်တဲ့ကွန်းရွက်ခြံနဲ့အသက်မွေးဝမ်းကြောင်းပြုနေရသူဖြစ်တယ်လို့သူ့အကိုဖြစ်တဲ့ဖူးတစ်ဆွေကပြောပြပါတယ်အခုထိလဲတောကြောင်းကျေးရွာဆိုတာကွန်းရွက်စိုက်ပျိုးတဲ့လုပ်ငန်းနဲ့သာအများစုအသက်မွေးဝမ်းကြောင်းပြုနေကြဆဲဖြစ်ပါတယ်စချစ်ဆွေကိုယခုမန်းတစ်ဆွေကတော့ဒို့ငယ်ငယ်ကဆင်းရဲတော့ညီအကို2ယောက်ကောက်သင်းလိုက်ကောက်ရတယ်ရလာတဲ့စပားတွေကိုအိမ်ပြန်ယူလာပြီးပြန်ထောင်းစားရတယ်ကျူပင်ခုတ်ပြီးကျူးဖြာရက်ရတာမျိုးတွေလဲလှုပ်ခဲရတယ်လို့အကိုဖြစ်သူကဖြတ်တန်းခဲရတဲ့ငယ်ဘဝအကြောင်းကိုပြောပြပါတယ်ကောက်တင်ကောက်တယ်ဆိုတာကလဲပိုင်စင်တွေရိတ်သိမ်းပြီးသားလဲကွက်ထဲကကြကြံကျွင်းကြံခဲ့တဲ့စပန်းနံတွေကိုလိုက်ကောက်ရတာပါအရင်ခေတ်အချိန်အခါရစပါးကျိတ်ဆက်ဆန်ဆက်တွေအခုလိုများများစားစားမပေါ်သေးပါဘူးအများစုကတော့စပါးကိုကျိတ်စုံနဲ့ကျိတ်တစ်သားစုံထဲထည့်ပြီးထောင်းဒါမှမဟုတ်ခြေနှင်းမောင်းတံအသုံးပြုပြီးစပါးကနေထမင်းချက်လို့ရတဲ့စားစရာစံဖြစ်အောင်ပင်ပန်းလောက်ကြရတဲ့ခေတ်ကာလဖြစ်ပါတယ်သူတို့ဟာအခြားမိသားစုတွေလိုအမစီရင်အမညီမစီသူကညီမထမင်းဟင်းချက်ပေးမဲ့သူစီပေးမဲ့သူတို့ညီအကို2ယောက်ကတော့မိဘတွေကိုင်းတော်တဲ့သွားရင်ထမင်းဟင်းချက်တဲ့တာဝန်ယူရပါတယ်သူညီကတော့ချက်ပြုတ်တာဝါသနာပါတယ်လို့ဟင်းချက်ကောင်းတယ်လို့လဲသူကဆိုပါတယ်သူမိမယူတဲ့အခါကျရင်သူ့မိမကအချက်အပြုတ်မတက်လို့စီရင်သူစားနိုင်မှာမဟုတ်ဘူးလို့ပြောလေစီတယ်သူကဟင်းချက်လက်ရာတအားကောင်းတာကိုလို့ဖူးတင်းဆွေကပြောပါတယ်အဲ့ဒီအပြင်အကိုဖြစ်တဲ့ဖူးတင်းဆွေနဲ့ရွာကသူ့ရဲ့ငယ်ပေါင်းတွေပြန်ပြောင်းပြောပြချက်အရာကတော့စချစ်ဆွေတယောက်အရွယ်စားရောက်တဲ့အချိန်မှာတော့စိတ်ဝင်စားတဲ့မိန်းကလေးစီကောင်းစီပင်မဲ့သူတို့တိတလောက်စချစ်ဆွေရီးစားစီတာတခါမှမကြားဖူးပါဘူးတဲ့သူကိုယ်တိုင်အရက်အမောင်းထွားကြမ်းမဟုတ်တလို့မုံကုန်းနဲ့ရိုးအေးနေတတ်သူဖြစ်တဲ့စချစ်ဆွေကတော့ပြိုတိုင်းကြိုက်တဲ့နင်းစီခိုင်မဟုတ်ခဲ့ပါဘူး
သူနဲ့ရိုက်ထားတဲ့ဓာတ်ပုံထဲကပုံကိုရိုက်ခါနီးတုံးကအဖူးကသူ့ကိုတေးဓာတ်ပုံရိုက်မယ်စပင်ကိုနည်းနည်းဖြီးလိုက်အောင်ပြောပေမဲ့သူမဖြီးဘူးတဘာဝအတိုင်းပဲနေမယ်တဲ့အပြိုအရွယ်လေးတွေလာရင်ကိုတွေကလူပြိုပီလှချင်သန့်ချင်ပေမဲ့သူကအဲ့ဒါကိုမကြိုက်ဘူးသက်မဲ့လှချင်ပချင်တာနဲ့တူတဲ့လို့ဖူးတစ်ဆွေကသူ့ညီအကြောင်းကိုဖောက်တယ်ချပါတယ်ခေတ်ကာလအရာသူတို့မိသားစုအစအရာရာခက်ခဲမှုတွေစီပေမဲ့မိဘတွေကတော့ပညာရေးနဲ့ပတ်သက်လို့သူတို့ညီအကိုနှစ်ယောက်ကိုကြက်တဲ့ကြားကစ조사ပြီးပညာဆက်တင်စီတယ်လို့ဖူးတစ်ဆွေကပြောပါတယ်1959ခုနှစ်မှာစချစ်ဆွေတယောက်သူ့ရွာဖြစ်တဲ့တောကျောင်းရွာကနေနိုင်ရီဝက်ကျော်ခြေလင်သွားရတဲ့ပန်းတနော်မြို့နယ်ရင်းတိုက်ကုန်းအလဲတန်းကျောင်းမှာမူလတန်းနဲ့အလဲတန်းကိုတက်ခဲ့ပါတယ်အထက်တန်းကိုတော့ပန်းတနော်မြို့မှတက်ခဲ့တယ်လို့သိရပါတယ်ဖူးတစ်ဆွေကသူကဟိုးငယ်လေးကတည်းကရက်ရည်ရွာရည်လောက်ရတာတအားဝါသနာပါတယ်တာဖို့တာတို့ရေမြောင်းလောက်တာတို့ပေါ့ကရင်စာလဲတင်တယ်အလဲတန်းအထက်တန်းចောင်းသားဘဝနဲ့ပန်းတနော်မှာဘောသွားကန်တတ်တယ်လို့ပြောပါတယ်စာချစ်ဆွေကတော့ငယ်စဉ်ကတည်းကစာဖတ်ဝါသနာပါသူကြိုးစားခြင်းစိတ်မဖြစ်အောင်လုပ်တတ်တဲ့စိတ်စီးသူဖြစ်တယ်လို့သိရပါတယ်ခက်ခဲတဲ့ကြားတဲကပဲသူ့အနေနဲ့1962ခုနှစ်မှာရန်ကုန်တက္ကသိုလ်ကိုစတင်တက်ရောက်ခဲ့ပြီးတော့တက္ကသိုလ်တက်နေစဉ်1962ခု7ဇွန်လအရေးခင်းမှာလဲစချစ်ဆွေတယောက်ဝင်နွဲလိုက်ပါသေးတယ်သူကျောင်းဆက်တက်နိုင်အောင်အကိုဖြစ်သူကကျောင်းနာပြီးရန်ကုန်တွင်10နှစ်ကြာအောင်စာရေးအလုပ်ဝင်လုပ်ကညီငယ်ရဲ့ပညာရေးအတွက်အလုပ်တစ်ဖက်နဲ့ကျောင်းပြီးအောင်ထားနိုင်ခဲ့ပါတယ်စချစ်ဆွေတယောက်1966ခုနှစ်မှာတမိုင်းဘာသာရပ်နဲ့ဘွဲရခဲ့ပါတယ်သူ့အကိုဖူးတင်ဆွေကတော့ချစ်ဆွေတော်လန်ရေးထဲရောက်မှသာဘွဲရခဲ့ပါတယ်ဘွဲရပြီးခါစရန်ကုန်မှာကျောင်းဆရာစရေးအလုပ်တွေလဲလုပ်ခဲ့ဖူးတယ်လို့သူ့အကိုဖူးတင်ဆွေကပြောပါတယ်လူငယ်အနေနဲ့တော့အဲ့ဒီခေတ်ကာလမှာအလုပ်တွေသိပ်မစားလာပေမဲ့စိတ်ဆက်တဲ့သူများခိုင်းမှလုပ်တတ်သူမဟုတ်သူအသည့်စိတ်နဲ့သာလုပ်တတ်သူဖြတ်တန်းခဲ့ရတဲ့ခေတ်ကာလကြောင့်သလားမဟုတ်မခံစိတ်စီးသူမို့လားမသိအစိုးရအလုပ်တွေကိုစချစ်ဆွေစိတ်ဝင်စားမှုမရှိပါဘူးသူတက္ကသိုလ်တက်နေစဉ်1963ခုနှစ်မှာကရင်အမျိုးသားအစည်းအရုံးနဲ့ချိတ်ဆက်မိပြီး KNU ရဲ့အမြေအောက်လှုပ်ရှားမှုတွေကို1966ခုနှစ်အထိလှုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်1968ခုမှာတော့စချစ်ဆွေတယောက်ကရင်တော်လန်ရေးတဲ့ခြေစုံပြည့်ဝင်ဖို့စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်အဲ့ဒီအချိန်တုန်းကသူ့အဖေမန်ဘတ်တော်ရဲ့အကိုဖြစ်တဲ့မန်တင်းဆွေရဲ့ပဲစီပါတော့တယ်သူ့အနေနဲ့ဒီခရီးကျန်းကိုစောက်ဖို့ဖခင်ကိုတောင်အသိမပေးပဲထွက်သွားခါနီးကြမှအကိုဖြစ်သူကိုအလုံးစုံတိုင်ပင်ပြောပြပါတော့တယ်အကိုဖြစ်သူမန်တစ်ဆွေပြန်လဲပြောပြတာကတော့သူတော်တဲ့သွားတော့ဘိုလ်ချုပ်မြတ်မောင်မိန်းမကသူ့ကိုတိုင်လာခေါ်တယ်သူသွားကန်နီးတော့အဖူးကိုထိုင်ပြီးစစ်ခိုးကတော့တယ်အဖူးပြောတယ်နင့်ကိုမတားပါဘူးတေးသွားချင်တဲ့ပန်းတိုင်ကိုရောက်အောင်သွားအဖူးကလည်းလာစာထုတ်ထားတော့တေးလိုတလောက်ယူသွားဆောင်တွေဘာတွေထည့်သွားပြောပေမဲ့ဘာမှမယူသွားဘူးဘာမှမပါသွားဘူးပစ္စံလဲတပြားမှမယူသွားဘူး
ညီအကိုနှစ်ယောက်ပဲစီတာတေးကလည်းသွားတော့မှဆိုတော့အဲ့လိုပြောပြီးတော့အဖူးမျက်ရည်တောက်တောက်ကြတဲ့အခါကျတော့သူလဲငိုရောအဲ့ဒါနဲ့မတားတော့ဘူးသွားဘာမှမဖြစ်ဘူးတေးရီသွားချင်ရင်စိတ်ဖြောင်းနဲ့သာသွားအဖေအတွက်လဲစိတ်ပူစရာမလိုဘူးအကိုတယောက်လုံးစီတယ်စာကျွေးမယ်ပြုစုစောက်စောက်မယ်ပြောတော့သူပြောသွားတယ်ဝိုင်းရီယာဟိုကိုရောက်တဲ့အချိန်ကြရင်အထောက်ပံ့လိုတာစီရင်ရပြန်ကူညီပေးမယ်လို့ပြောတယ်ချစစ်ဆွေတောခိုတော့မန်းတင်းဆွေကဆက်ရေးအလုတ်ကထွက်ပြီးကျောင်းစရာအလုံးနဲ့အသက်မွေးတာတစ်ဖက်ကလည်းဖခင်မန်ဘတ်တော်ကိုပြုစုစောက်စောက်ရင်းနဲ့ကြံခဲ့ပါတယ်စချစ်ဆွေကရင်တော်လန်ရေးတဲ့စဝင်တဲ့1968ခုကနေကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးဘဒိုမန်းစာလာဘအဖြစ်ကြဆုံးသွားခဲ့တဲ့အချိန်ထိခေတ်ကာလအခြေအနေအရဆက်သွယ်ရေးအခက်အခဲရမွေးရအိမ်ကိုစာတခါသာပို့ဖူးခဲ့ပေမဲ့သူ့အဖေမန်ဘတ်တော်မကွယ်လော်ခင်တောထဲမှာသူ့ကိုယ်တိုင်လှုပ်ထားတဲ့စေးတံတချောင်းတော့ပို့ပေးဖူးတယ်လို့ပြောပါတယ်ဘဒိုမန်းစာလဖန်းတယောက်ဇာတိရက်ရွာမှကြံခဲ့တဲ့ဖခင်နဲ့အကိုဖြစ်သူကိုထားခဲ့ပြီးကရင်အမျိုးသားရေးကိုဒီဇိုင်းမမတ်ကြဆုံးသည့်အထိလုံနိုင်ဒါဟာသူ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်အရေးအချင်းနဲ့ဇနီးဖြစ်သူဂါနန်းကျင်ဆွေရဲ့ဖေမအားပေးမှုကြောင့်တွေအပြင်နောက်ဆန်တင်းစရာမရှိအောင်ဖြည့်ဆည်းပေးခဲ့တဲ့အကိုဖြစ်သူမန်းတင်းဆွေရဲ့ကျေးဇူးတွေလည်းမကင်းဘူးလို့ဆိုရမှာပါအများသိကြတဲ့ဘဒိုမန်းစာဟာ1986ခုနှစ်သူ့အသက်32နှစ်အရွယ်မှာသူ့ထက်အသက်9လကြီးတဲ့ပန်းတနော်မြို့နယ်တောကျောင်းအုပ်စုနန်ကတ်ရိုးကျေးရွာသူနန်းကျင်းဆွေနဲ့အိမ်တောင်ကြခဲ့ပြီးတော်လန်ရေးထဲမှာတင်သားကြီးစောစစ်စေးဖန်းအပါအဝင်နန်းဘွားဖန်းနန်းဆိုရဖန်းနဲ့စလုံဖန်းဆိုပြီးသားသမီး၄ယောက်ထွန်းကားခဲ့ပါတယ်ဘဒိုမန်းစာလဖန်းအနေနဲ့တော်လန်ရေးတဲ့စဝင်ကတဲ့ကနောက်ဆုံးကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးချုပ်တာဝန်အထိတာဝန်ယူခဲ့ရတယ်လို့စာရေးစာဖတ်ဝါဒနာပါသူပီပီရေစံတော်လန်ရေးရဲဘော်တူဇိုယာဖန်းစလာကပေါ်စတဲ့ကလောင်နာမည်တွေနဲ့တော်လန်ရေးစာဆောင်တွေမှာစောင်းပါကဗျာတွေရေးခဲ့ပါတယ်ဘဒိုမန်းစာလာဖန်းကိုဂုံပြုတဲ့အနေနဲ့သူတက္ကသိုလ်ကျောင်းသားဘဝကလင်လူငယ်စချစ်ဆွေဘွားကရေးခဲ့တဲ့စာစုလေးနဲ့ဂုံပြုပါရစေဒီစာလေးဟာသူ့ပင်ကိုယ်စရိုက်စိတ်နေသဘောထားအမျိုးသားရေးခံယူချက်တို့ကိုထင်ဟပ်ပေါ်လွင်စေတဲ့လို့မှတ်ယူတဲ့အတွက်ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်ဘဒိုမန်းစာလန်ဖန်တက္ကသိုလ်ကျောင်းသားဘဝတွင်ရေးသားခဲ့သောမှတ်တမ်းများထဲမှာစာစုလူသည်လူဤအကျိုးကိုသေပိုးသောမည်ဆိုလျှင်မိမိအကျိုးထိခိုက်နစ်နာရမြဲဖြစ်ပေသည်မိမိအကျိုးကိုသာတွေ့တာသူတယောက်ဆိုလျှင်သူတစ်ပါးဤအကျိုးကိုထမ်းဆောင်ဖို့ဆိုသည်မှာအတိတ်ပဲကင်းလာချေသည်ကျွန်တော်သည်ကပ္ပအဖိနှိတ်ခံလူသားအလုံးကိုချစ်သည်သူတို့အားချစ်သောစိတ်နှင့်သူတို့အကျိုးအတွက်ဘာမှမဲရမလုံရသေးမီမှာပင်ကျွန်တော်ကိုဂျိုးကိုအထိုက်အလျောက်စွန့်ထားရပြီးဖြစ်သည်ကျွန်တော်သည်ကျွန်တော်ပညာအရေးအချင်းအဆင့်အတန်းနှင့်အထက်လွှာသို့ဝင်ဆက်နိုင်ရန်မကြိုးစားကျွန်တော်သည်လူအလွှာဤအောက်ဆုံးအထစ်မှဆင်း၍ကျွန်တော်ချစ်သောစင်ရသားများနှင့်အတူတိုးတက်သောလူပေါင်းသို့လှမ်းတက်လာမည်သာဖြစ်သည်ကျွန်တော်အသိဉာဏ်ကိုကျွန်တော်သည်ပဲလော်နှင့်လုံးဝမလဲစားနိုင်အိမ်တောင်ရေးနှင့်
ပတ်သက်လာလင်အယူအဆလုံးဝစမ်းကျင်ခြားနာသောသူနှင့်လုံးဝလက်မတွဲနိုင်ကျွန်တော်နှင့်လက်တွဲနိုင်မိသူသည်အနှိမ့်ဆုံးကျွန်တော်ချစ်သောအမျိုးနှင့်အတန်းအစားကိုချစ်ရမည်နားလေတဘောပေါက်အောင်လဲကြိုးစားမည်အလားလာစီးသူဖြစ်ရပေမည်မေတ္တာကိုဘောင်ခတ်လိုတော်လဲဘောင်ခတ်သူအစင်စင်နှင့်တွေ့ရတော့လဲဘောင်လောကသို့ဝင်၍ကိုဘဝအတွက်ဘောင်ခတ်ပေးရတော့မည်ဖြစ်ပေတော့သည်ဘဒိုမန်းစာလဖန်ဆိုတဲ့နာမည်မှာအနောက်ပိုးကရင်လိုရှားဆိုတာမြန်မာလိုကျဲဖြစ်တယ်လို့လာကတော့လဖြစ်ပြီးဖန်းကတော့လင်းလက်တယ်လို့အတိတ်ပဲရပါတယ်စီလော်တလို့ဘာသာပြန်ရရင်လင်းလက်တဲ့ကျဲလာလို့အတိတ်ပဲရပါတယ်ဘဒိုမန်းစာလဖန်းဟာ2008ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့ညနေ4နာရီ40မိနစ်နာရီအချိန်မှာသေနတ်သမား2ဦးရဲ့လောက်ကျန်တပ်ဖြတ်ခံခဲ့ရပြီးကြဆုံးခဲ့သူဖြစ်ပါတယ်ကျေးဇူးတင်ပါသည်